ပတ်စဉ်စနေတင်နေကြအပင်လေးတင်ပေးပါတယ်နော်တပတ်စာလေးပါ9ရက်2လ26ကနေ13ရက်2လ26ထိပါမြူကနန်းအပတ်စဉ်မဖောက်သေးတယ်မြူကနန်းက9-3ညပါ2ကြိမ်နဲ့အထက်ထွက်ပါမယ်ဗုဒ္ဓဦးမကျော်လေးကတော့အပူပါခွေရ8129ပါအဲ့ဒါအပူပါခွေပါနောက်တင်နေကြပရိတ်လေးက35ပရိတ်နောက်မှန်နေကြအပင်ဂါမကျော်ကတော့3တလုံး3ပရိတ်အဲ့ဒီဟာလဲတစ်ပတ်လုံးကိုမဖောက်သေးပါဘူးเนาะဂါမကျော်နဲ့မြူကနန်းကကင်ရင်ကင်လို့ရပါတယ်အပတ်စဉ်မှန်နေကြအပင်ပါเนาะခွန်ပရိတ်3ချိန်နဲ့အထက်ထွက်ထားတဲ့အတွက်ဘာပရိတ်ပဲဖြစ်ဖြစ်ပရိတ်တစ်ခု3ချိန်နဲ့အထက်ထွက်ရင်အဲ့ဒီအပတ်ကအပူပါဝါနှက်ခတ်ထပ်ထွက်ပါတယ်เนาะတောက်ကြ3ပရိတ်ကြထားတဲ့အတွက်126ခွန်ပါတယ်126ခွန်ပရိတ်126ခွန်အလုံးပါတယ်126ခွန်ပရိတ်က3ရက်အတွင်းအကြများပါတယ်ပြီးခဲ့တဲ့နှစ်ပတ်ကတော့စီယိုအုပ်စုတွေကင်တာကြာတာပရိတ်မနက်မှာကြာပါတယ်เนาะအဲ့ဒီတပင်ဖောက်ပါတယ်စီယိုကင်တဲ့အပင်ညမှာဖောက်တာပါเนาะအရင်အပင်တွေတော့က3ရက်အတွင်းအကြများပါတယ်နောက်အင်္ဂါကနေစထိုးရတဲ့ break ပြီးခဲ့တဲ့အပတ်ကလည်းမှန်ပါတယ်တနင်္လာကြပြီးရတော့အင်္ဂါကနေမှကြာတာပရိထီကိုတပင်ထပ်ကြပါတယ်เนาะအင်္ဂါကနေကြာတာပရိဂျား3ရက်ကိုထိုးရမှာပါ38 break ပါเนาะဆွေရဲ့တပတ်စာအပင်လေးပါဆွေတို့ဒီတပတ်ပြီးခဲ့တဲ့အပတ်ကတပတ်စာပဲတင်တာဆွေတို့အုပ်စုတွေအရှုံးများလို့ပါဆွေတို့အုပ်စုအဖွဲ့ group တွေအမြတ်များလို့စောမြတ်လို့ရှိရင်เนาะဖွဲ့ဝယ်မဟုတ်တဲ့သူတွေကိုပြန်ပြီးတော့ဆွေးတင်ပေးပါမယ်เนาะခုဒီတစ်ပတ်ကတော့ဒီတင်နေကြအပင်လေးနဲ့မြူကနန်းခွန်တုံညကိုကင်လို့ရတယ်3တလုံး3 break ကိုကင်လို့ရပါတယ်เนาะတစ်ပတ်စာလေးပါကိုကြိုက်တဲ့အလုံးလေးနဲ့ကတ်ပြီးတော့ချိန်လို့ရအောင်ပါเนาะ